ဒီနေ့ကျွန်တော် April 1ရက်နေ့မှာဆိုရင်တော့ကမ္ဘာရွှေဈေးကတော့အတက်အားလေးပြန်ပြီးတော့ဝင်လာပါတယ်လက်ရှိအယောင်းဝယ်ဖြစ်နေတာဆိုရင်4900ဝန်းကျင်မှာအယောင်းဝယ်ဖြစ်နေတာဖြစ်ပါတယ်အဲ့တော့နောက်လာမယ့်ကာလတွေမှာကမ္ဘာရွှေဈေးကွက်အနေနဲ့ပေါ့နော်အတက်ကိုပဲထပ်ပြီးတော့တွားတော့မလားဒါမှမဟုတ်အကြဘက်ရှိသေးလားဒီအပိုင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်မြင်တဲ့ပုံစံလေးကိုအသေးစိတ်ရှင်းပြမှာဖြစ်ပါတယ်အဲ့တော့ဒီနောက်ပိုင်းကာလပေါ့နော်ကျွန်တော်တို့ကဈေးအကျကြီးပြီးတော့မတ်လ23ရက်နေ့နောက်ပိုင်းမှာကမ္ဘာရွှေဈေးရဲ့အတက်လေးပြန်ဝင်လာတာတွေ့ရတယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ကပားရွှေအတက်ဝင်လာရတဲ့အကြောင်းရင်းကတော့ပေါ့နော်ကျွန်တော်တို့အရှိလေပိုင်းပဏိပခနဲ့ပတ်သက်ပြီးတော့ပေါ့နော်နိုင်ငံရေးရစကားပြောမဲ့အပိုင်းလေးတွေရှိလာနိုင်တယ်ဆိုတဲ့ထင်မြင်ချက်နဲ့ပေါ့နော်ကပားရွှေဈေးကတက်လာတယ်လို့ကျွန်တော်အကြံပြပြောလို့ရတယ်အဲ့တော့ဒီတက်လာတဲ့အတက်ကကပားရွှေဈေးကွက်ရေရှည်အတက်လာရကိုပြောင်းမိလားဒါကိုကျွန်တော်တီးဖို့လိုတယ်ပေါ့နော်အဲ့တော့ဈေးကွက်ရဲ့ရေရှည်လာရကိုတီးမှလာလင်ဒီရွှေဈေးကွက်ကတက်နေလားကျနေလားဘယ်အခြေအနေမှာရှိလဲဆိုတော့ကောင်းကောင်းလေးတီးမှာဖြစ်ပါတယ်အဲ့တော့ဈေးကွက်ရဲ့မူရင်းလာရကိုကျွန်တော်တို့အရှိတုန်းကကာလရည်နဲ့တိုင်းကြည့်ရအောင်အရင်တုန်းကဆိုရင်ကျွန်တော်တို့ကပားရွှေဈေးကတောက်လျှောက်ထိုးကြတယ်ထိုးကြပြီးကျွန်တော်တို့ကအပေါ်လေးနဲ့ပြန်ပြီးတော့တက်တဲ့ပုံစံရှိတယ်ဒါကိုကျွန်တော်အားယူတယ်လို့ခေါ်တယ်အဲ့တော့ဈေးအကျကိုအားပြန်ယူတဲ့သဘောပေါ့နော်ပြီးကြရင်ကျွန်တော်တို့ကအားဝပြီဆိုတာနဲ့ပေါ့နော်ပြန်ပြီးတော့ထိုးကြတယ်ပြီးကြရင်ကျွန်တော်တို့ကအားပြန်ယူတယ်ဒီမျိုးလေးကျွန်တော်တွားပါတယ်အဲ့တော့ဈေးကွက်အကျလာရဆိုရင်မဲ့လေတောက်လျှောက်ကြီးကျွန်တော်တို့ကအမြဲတမ်းထိုးကြနေရမဟုတ်ဘူးဒီထိုးကြပြီးသွားတဲ့ကာလနောက်ပိုင်းမှာဆိုရင်ရေတိုအတက်လေးနဲ့အားပြန်ယူတဲ့ကာလတစ်ခုပြန်ပြီးပေါ်လေးရှိတယ်ဒီလိုကမ္ဘာရွှေရေနံဈေးကွက်အတက်ကြတွေကိုစနစ်တကျတုံးတက်ပြီးပြည်တွင်းတဲ့ကမ္ဘာဈေးကွက်တွေမှာအကျိုးမြတ်ရှာချင်တဲ့မိတ်ဆွေတွေအတွက်ဂိုမန်ကလပ်ကနေပြီးတော့မှအခြေခံအနေစားအစင်းမြင့်ဈေးကွက်တုံးတက်နည်းတွေကိုထိထိရောင်းတဲ့လက်တွေ့အတုံးချနိုင်အောင်စီစဉ်ထားပါတယ်အခုမှစားလေးလာမယ့်မိတ်ဆွေရဲ့အတွက်ဆိုရင်အခြေခံဈေးကွက်ရောင်းဝယ်နည်းတင်နန်းရှိမှာဖြစ်ပြီးတော့တင်နန်းကို basic video class နဲ့ basic VMB class ဆိုပြီးတော့နှစ်မျိုးရွေးချယ်ပြီးတော့မှသင်ကြားနိုင်ပါတယ် basic video class မှာဆိုရင်တင်နန်းကြီးတက်တက်တာနဲ့အချိန်အကန့်အသတ်မရှိလေ့လာလို့သူတွေအတွက်ရည်ရွယ်ပြီး basic VMB class မှာဆိုရင်တော့ဆရာမတွေနဲ့ဓာတ်ရိုက်ဘိုင်ဝမ်တင်ကြားဆွေးနွေးလို့တွေအတွက်ရည်ရွယ်ထားတာဖြစ်ပါတယ်အဲ့လိုပဲအစင်းမြင့်တင်တန်းမှာဆိုရင်လည်းကပ္ဘာရွှေနဲ့ရေတန်းအစင်းမြင့်ဈေးကွက်တုံးတက်နီးတင်တန်းရှိမှာဖြစ်ပြီးတော့ video class နဲ့ 1 by 1 VIP class ဆိုပြီးတော့လိုအပ်တယ်လို့ရွေးချယ်ပြီးတော့မှတင်ကြားနိုင်မှာဖြစ်ပါတယ်နောက်ပြီးတင်တန်းမျိုးစားအလုံးအတွက်ဆိုရင် video record အပြင် notebook file မှာအခမဲ့ရရှိမှာမို့ထပ်ခါ live time လေ့လာလို့ရမှာဖြစ်ပါတယ်တင်တန်းမှာနားမလည်တာတွေကိုလည်းအတွေ့အကြုံရှိဆရာမတွေနဲ့အနီးကပ်ဓာတ်ရိုက်ဆွေးနွေးနိုင်မှာဖြစ်ပြီးတော့လူရည်ကန်းတဲ့ချက်နဲ့တင် जा ပေးမှာမလို့တင်တန်းစိတ်ဝင်စားတယ်ဆိုရင်အခုပဲဆက်သွယ်စုံစမ်းဖို့တိုက်တွန်းပါတယ်တင်တန်းစုံစမ်းမယ်ဆိုရင်တော့ဘေးက Telegram QR code လေးကို scan ဖတ်ပြီးမေးမြန်းနိုင်တယ်လို့ comment နဲ့ Facebook page ကနေလည်းအလွယ်တကူစုံစမ်းနိုင်ပါတယ်ရှားရတာအဆင်ပြေအောင်ဒီရဲ့ link တွေကိုဗီဒီယိုရဲ့အောက်မှာချထားပေးမှာဖြစ်ပါတယ်ဒီပုံစံရကျွန်တော်တို့ကလက်ရှိတက်လာတဲ့ကမ္ဘာရွှေဈေးကွက်အခြေအနေကိုကျွန်တော်တုံးတက်ကြည့်မယ်ဆိုရင်တော့သူကဈေးကွက်လာရဒီနေ့အပြင်ကျွန်တော်မူရင်းဈေးကွက်လာရကိုပြောင်းနိုင်တဲ့အတက်မျိုးတော့မဟုတ်သေးဘူးကျွန်တော်အရှိမပြောခဲ့တဲ့အတိုင်းပေါ့နော်အားပြန်ယူတဲ့ဈေးကွက်အတက်ပုံစံမျိုးလို့ပြောလို့ရတယ်အဲ့တော့အရှိတုန်းကဆိုလဲကျွန်တော်တို့ကဈေးထိုးကြပြီးတော့မှအားပြန်ယူတဲ့ကာလတစ်ခုကိုပုံဖော်တယ်အဲ့လိုပဲလက်ရှိမှာဆိုရင်လည်းကျွန်တော်ကရွှေဈေးကွက်ကဈေးတက်တယ်ဆိုရင်ပဲလေသူကတောက်လျှောက်အရင်တုန်းကလိုမျိုးတမိုင်းတင်မဲ့ဈေးတွေကျွန်တော်ကထက်တက်တဲ့ပုံစံမျိုးဖြစ်နိုင်ချေပါဆန်အရန်နှဲပါတယ်အဲ့တော့လက်ရှိတက်တဲ့ပုံစံကကျွန်တော်တို့ကအရှိကကျွန်တော်ဝိုင်းပြတဲ့အတိုင်းပဲပေါ့နော်ဈေးကွက်အားယူတဲ့ပုံစံမျိုးတက်တာဖြစ်နိုင်ပါတယ်ဒါကြောင့်မို့ကျွန်တော်ကမ္ဘာရွှေဈေးကွက်ကိုကြည့်တဲ့အခါကျရင်ပေါ့နော်လက်ရှိတက်နေတဲ့အတက်ကရေတိုအတက်လို့ကျွန်တော်တို့ကတုံးတက်လို့ရတယ်အဲ့တော့ရေတိုအတက်ကဘယ်လောက်ထိတက်နိုင်မလဲမေးစာရှိလာပြီဘယ်လိုပုံစံမျိုးဖြစ်နိုင်လဲအသေးစိတ်လေးကျွန်တော်ကြည့်ရအောင်အဲ့လက်ရှိကျွန်တော်တို့ကအဲ့4 time frame မှာကြည့်မယ်ဆိုရင်ကမ္ဘာရွှေလက်ရှိဒီနေ့ရောက်ထားတဲ့အမြင့်ဆုံးဈေးတန်းပေါ့နော်4900ဝန်းကျင်ကကျွန်တော်အယောင်းနေရှိတဲ့ဈေးတန်းဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကဒီတပတ်တာအတော်အတွင်းကမ္ဘာရွှေဈေးကအလောက်ခတ်ကိုကျွန်တော်တို့ကတုံးတက်ကြည့်တဲ့အခါကျရင်ဖြစ်နိုင်ခြေရှိတာကပေါ့နော်ဒီအပေါ်ကျွန်တော်တို့ကတန်းပြီးတော့တက်နိုင်ခြေဘာစံနဲ့တော့နဲတယ်ဒါကြောင့်မို့ဒီနေ့အတော်အတွင်းမှာဆိုတော့ကျွန်တော်နည်းနည်းလေးအကြလေးပြန်ပြီးတော့လာတာကိုမြင်ရနိုင်တယ်လို့ကျွန်တော်တုံးတက်ပါတယ်ပြီးကြမှာလည်းကျွန်တော်တို့ကအပေါ်မှာရှိခဲ့တဲ့အယောင်းတွေစောင့်နိုင်တဲ့ဈေးတန်းတနည်းအားဖြင့်ကျွန်တော်တို့က4900 9000ဝန်းကျင်လောက်ကျွန်တော်ပြန်ပြီးတော့လာနိုင်ခြေရှိရလို့တော့ကျွန်တော်တုံးတက်ပါတယ်ဒါတော့ကျွန်တော်တပတ်တာဈေးကွက်ဖြစ်နိုင်ခြေပုံစံဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဘာကြောင့်ကျွန်တော်တို့က4900 9000ဝန်းကျင်သားကျွန်တော်ပြန်ပြီးတော့လာနိုင်တာလဲပေါ့နော်အဲ့တော့ကျွန်တော်ကြားခဲ့တဲ့ဈေးကွက်အကြောင်းကိုကျွန်တော်တို့ကလိုင်းလေးနဲ့တန်းကြည့်အောင်ဖီဘိုနာချီလိုင်းနဲ့တန်းကြည့်အောင်ပေါ့နော်အဲ့တော့တိုင်းကြည့်မယ်ဆိုကျွန်တော်တို့ကဒီမျိုး
line လေးထွက်လာလိမ့်မယ်အဲ့တော့ဒီ line ထဲမှာကိုကျွန်တော်တို့က view ဆိုင်ရမယ့် line ပေါ့နော် line ကတော့ကျွန်တော်က 0.5 ဒီရဲ့ line ဖြစ်ပါတယ်အဲ့တော့ဒီ line ကတော့ဘာလို့ဆိုလိုတာလဲဆိုရင်ဒီကြားခဲ့တဲ့အကြရဲ့တဝက် level ဖြစ်ပါတယ်အဲ့တော့အကယ်၍ဈေးကွက်တစ်ခုကအားယူမယ်ဒီနည်းအားဖြင့်ကျွန်တော်ကအားပြန်ယူမယ်ဆိုရင်ပေါ့နော်ဘယ်လောက်ဝန်းကျင်မှာအားယူလေးရှိလဲဆိုရင် 0.5 line ရဲ့အပေါ်တစ် line ဖြစ်တဲ့ 0.618 အဲ့တော့ဒီ level မှာကျွန်တော်တို့ကအားပြန်လာစုလေးရှိပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကအကြမ်းဖျင်းဈေးကွက်ရဲ့အလောက်အခက်ကိုမှန်းမယ်ဆိုရင်ဒီကမ္ဘာရွှေဈေးလက်ရှိတက်နေတဲ့ဈေးကွက်ရေတိုအတက်ကပေါ့နော်ကျွန်တော်အပေါ်ဈေးတန်းဖြစ်တဲ့4900ဝန်းကျင်နောက်ကိုတော့ခဏပြန်လာနိုင်ခြေရှိသေးတယ်လို့ကျွန်တော်တို့ကရေတိုတုံးတက်လို့ရပါတယ်အဲ့တော့ဒီရဲ့တုံးတက်ချက်ကတော့ကျွန်တော်တို့ကဒီနေ့ April 1ရက်နေ့ကနေပေါ့နော်နောက်တစ်ပတ်အတော်အတွင်းဖြစ်နိုင်တဲ့ဈေးကွက်အခြေအနေတုံးတက်ချက်ဖြစ်ပါတယ်ဒါပေမဲ့ view side မှာတစ်ခုကအကေးပြကျွန်တော်4800အထက်တွေရောက်သွားပြီဆိုတော့ကမ္ဘာရွှေကိုတော့ရေရှည်ဝယ်ဖို့အတွက်တော့စဉ်းစားလို့မကောင်းတော့ဘူး။ဘာကြောင့်လဲဆိုတော့သူရဲ့မူရင်းဈေးကွက်လာရကအကြလာရဖြစ်တာမလို့ပေါ့နော်။4800အထက်တွေပါတယ်ရောက်လာပြီဟေးဆိုရင်တော့ကျွန်တော်တို့ကအန်တရေအနည်းဆုံးပုံစံကတော့ကျွန်တော်အယောင်ဘက်ကိုပို့ပြီးစဉ်းစားတာတင့်တော်ပါတယ်။အဲ့တော့ဈေးကြမယ်ဆိုဘယ်လောက်ထိကျနိုင်လဲပေါ့နော်အကယ်ဒီရဲ့အားယူတဲ့ state ပြီးသွားပြီဟေးဆိုရင်တော့ကမ္ဘာရွှေဈေးကွက်ရဲ့အကြကအရှိတုံးကထိုးကြတဲ့ပုံစံတိုင်းပဲထပ်ပြီးတော့မြင်ရနိုင်ချေရှိပါသေးတယ်အဲ့တော့အကယ်ဒီပုံစံနာကြားခဲ့မယ်ဆိုရင်ကျွန်တော်အရှိတုံးတက်ချက်တွေမှာကျွန်တော်ပြောခဲ့လို့ပဲကမ္ဘာရွှေဈေးကွက်ကကြမယ်ဟေးဆိုရင်တော့ကျွန်တော်က4000ဝန်းကျင်3900ဝန်းကျင်လောက်ကိုပြန်ပြီးတော့လာနိုင်ချေရှိသေးတယ်လို့တော့ကျွန်တော်ကတုံးတက်ပါတယ်ဒါတော့ကျွန်တော်ကနောက်လာမယ့်ကာလမှာဖြစ်နိုင်တဲ့ကမ္ဘာရွှေဈေးကွက်အခြေအနေနဲ့လက်ရှိပေါ်နေတဲ့ကမ္ဘာရွှေရဲ့ဈေးကွက်ပုံစံဖြစ်ပါတယ်အဲ့တော့အချင်းချုပ်ရပြောမယ်ဆိုရင်တော့ကမ္ဘာရွှေဈေးကွက်ကဒီလောလောလတ်ကာလမှာရေတိုအတက်လေးတွေရှိရဆိုပေမဲ့လည်းတကယ်မူရင်းဈေးကွက်ကတော့ဈေးကွက်အကျလာရမှာရှိနေပါသေးတယ်ဒါကြောင့်မို့ကျွန်တော်တို့ကအပေါ်ဈေးတန်းတွေဖြစ်တဲ့4800အထက်တွေမှာတွားပြီးတော့မဝယ်မိအောင်ကျွန်တော်တို့ကဂယူဆိုင်ဖို့လိုပါတယ်အဲ့တော့4800 4900နာရောက်လာပြီဆိုရင်တော့ကမ္ဘာရွှေကိုအယောင်ဘက်ကိုပို့ပြီးတော့စဉ်းစားတာအားပေးပါတယ်အဲ့လိုပဲကျွန်တော်မြန်မာရွှေမှာရွှေဈေးကိုဝယ်ဖို့စောင့်နေတဲ့သူတွေအတွက်ဆိုရင်လည်းကျွန်တော်အောက်ဈေးတန်းအခွင့်အလမ်းတွေထပ်ပြီးကြုံရနိုင်ခြေရှိသေးတယ်လို့ကျွန်တော်ကတော့အကြံဖြင့်တုံ့တက်ပါတယ်။လက်ရှိကမ္ဘာရွှေဈေးကွက်အလောက်ခန့်မှာအကျိုးမြတ်များရကြပါစေလို့ကျွန်တော်ဆုတောင်းလိုက်ပါတယ်။နောက်ထပ်ဈေးကွက်အပြောင်းလဲတွေရှိရင်လည်းကျွန်တော်ဒီရဲ့ comment page နဲ့ကျွန်တော်ရဲ့ YouTube channel ဖြစ်တဲ့ Voice Trading မြန်မာကနေပြီးတော့ update လုပ်ပြီးတော့ဖြစ်တာမလို့ like and subscribe ထားပေးဖို့တောင်းဆိုပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။